မင်္ဂလာပါခင်ဗျာအခုမိတ်ဆွေရဲ့ဖုန်းကအတန်တားတိုးလို့စိတ်ညစ်နေပြီအထူးသဖြင့်သရှင်းဖွင့်တဲ့အခါမှာဖုန်းတန်ကတအားနဲ့တိုးပြီးတော့ဖုန်းရဲ့စပီကာကလည်းအတန်ထက်ချဲလို့မရတော့ဘူးဆိုတော့ဒီဗီဒီယိုလေးကိုအဆုံးထိကြည့်ဖို့တိုက်တွန်းချင်ပါတယ်ပထမဆုံးအနေနဲ့ကျွန်တော်တို့ကလိုအပ်တဲ့အသုံးပြုသွားမယ့် software ကိုအရင်ဆုံး download လုပ်ရမှာဖြစ်တယ်ဆိုတော့ Play Store ထဲဝင်လိုက်ပါပြီးတော့ကျွန်တော်တို့ Play Store ရဲ့ဒီ Sharpie search icon လေးတစ်ချက်နှိပ်လိုက်ပါပြီးရင်ကျွန်တော်တို့ကဒီမှာရှိနေတဲ့ဒီ Sharpie taskbar လေးထဲမှာတစ်ချက်ထောက်လိုက်ပါပြီးရင်ကျွန်တော်တို့ရိုက်ထည့်ရမှာက VONUME okay အပေါ်မှာပေါ်လာပြီเนาะအခုကျွန်တော်ထောက်ပြတဲ့အတိုင်းလေးမှန်ကန်အောင်ရေးပြီးတော့ခြာလိုက်ပါ search လုပ်လိုက်ပါเนาะ okay ဒီစာမျက်နှာရောက်ရှိလာပြီဒီစာမျက်နှာကိုရောက်ရှိလာပြီဆိုရင်တကယ်ချင်းတို့ကဒီထဲမှာရှိနေတဲ့အခုကျွန်တော်ထောက်ပြတဲ့ဒီ software လေးเนาะအခုကျွန်တော်ထောက်ပြတဲ့ software လေးကိုတကယ်ချင်းတို့ကတစ်ချက်နှိပ်လိုက်ပါပြီးရင်ဒီမှာရှိနေတဲ့ဒီအပြာရောင် button လေးနဲ့ install ဆိုတဲ့နေရာလေးကိုတစ်ချက်ထပ်နှိပ်လိုက်ပါ okay ခဏလေးတိကျပြီးစောင့်ပေးမယ်เนาะပြီးသွားပြီဆိုတော့ကျွန်တော်တို့ open ဆိုတဲ့ button လေးကိုတစ်ချက်ထပ်နှိပ်ပေးလိုက်ပါဒီနေရာမှာခဏလေးတိကျပြီးစောင့်ပေးနော် close လုပ်လိုက်မယ်ပြီးရင်ကျွန်တော်တို့ကဒီစာမျက်နှာရောက်ရှိလာပြီဆိုရင်ဒီစာမျက်နှာမှာကျွန်တော်တို့က language ဘာသာစကားကိုရွေးချယ်ပေးရမှာဖြစ်တယ်ကျွန်တော်တို့ English ဆိုတာကိုရွေးလိုက်မယ်ပြီးတော့ check မှတ်ပေးလိုက်မယ်နော်ဆိုတော့ဒီအဆင့်ရောက်ရှိလာဒီအဆင့်ရောက်ရှိလာပြီဆိုရင်တကယ်ချင်းတို့ကဒီမှာရှိနေတဲ့အခုကျွန်တော်ထောက်ပြတဲ့ဒီမှာနော်ဒီ start ဆိုတဲ့ button လေးကိုတကယ်ချင်းတို့ကတစ်ချက်နှိပ်ပေးလိုက်ပါပြီးရင်အခုပေါ်လာတဲ့အထဲမှာဒီမှာနော် allow ဆိုတာလေးကိုတစ်ချက်ထပ်နှိပ်ပေးလိုက်ပါokay လောင်းထပ်ပေးမယ်โอเคဆိုတော့ဒီစာမျက်နှာရောက်ရှိလာပြီဒီစာမျက်နှာရောက်ရှိလာပြီဆိုရင်တငယ်ချင်းတို့ကဒီမှာဆိုရင်ကျွန်တော်တို့အတိုး short ရှိရနော်ဆိုတော့ဒါကတော့ကျွန်တော်တို့100အထိပေါ့နော်ဆိုတော့ကျွန်တော်တို့ကဒီမှာတချင်းဖွင့်မယ်ဆိုရင်ဒီမှာရှိနေတဲ့အခုကျွန်တော်ထောက်ပြတဲ့ဒီညာလေးနော်ဒီ play icon လေးကိုတငယ်ချင်းတို့ကတစ်ချက်နှိပ်ပေးလိုက်ပါနော်ဒီ play icon လေးကိုတငယ်ချင်းတို့တစ်ချက်နှိပ်လိုက်ပါပြီးရင်ကိုယ့်ရဲ့ဖုန်းထဲမှာရှိနေတဲ့ music player တစ်ခုခုကိုရွေးချယ်ပေးလိုက်ပါကျွန်တော်ကတော့ဒီအောက်ကကျွန်တော်အသုံးပြုတဲ့ဒီ music player လေးကိုပဲကျွန်တော်ရွေးချယ်ပေးလိုက်မယ်တကယ်ချင်းတို့ကတော့တကယ်ချင်းတို့အသုံးပြုတဲ့ player ရွေးချယ်ပေးလိုက်ပါပြီးရင်ကျွန်တော် allow ပေးလိုက်မယ်ဆိုတော့ကျွန်တော်ဒီမှာ permission ပေးလိုက်မယ်နော် allow ပေးလိုက်မယ် okay ပြီးရင်ကျွန်တော်တို့ကဒီမှာရှိနေတဲ့အခုကျွန်တော်ထောက်ပြတဲ့ဒီညာလေးနော်ဒီညာလေးဒီ menu ဆိုတဲ့ icon လေးကိုတကယ်ချင်းကတစ်ချက်ထပ်နှိပ်ပေးလိုက်ပါပြီးတော့ကျွန်တော်တို့ကိုကြိုက်နေတဲ့တစ်ချောင်းနှိပ်လိုက်မယ်ဒီကြောင့်ပတ်ကီနဲ့နောက်ပြန်ထွက်လိုက်မယ်နော်ခဏလေးနော်okay ကိုသရှင်းဖွင့်တော့မယ်ဆိုရင်ဒီမှာရှိနေတဲ့ဒီမှာနော်ဒီ play icon လေးကိုတကယ်ချင်းတို့ကတစ်ချက်နှိပ်ပေးလိုက်နော် okay တကယ်ချင်းတို့ကအခုအတန်ထက်ပိုကျရှင်နေဆိုတော့ဒီအောက်မှာရှိနေတဲ့ကျွန်တော်အခုထောက်ပြတဲ့ဒီမှာနော်သူရဲ့ percentage တွေရှိတယ်ကိုကြိုက်နေတဲ့ percentage ကိုရွေးပါနော်ကျွန်တော်ကတော့အများဆုံးအနေနဲ့ဒီ 100% အထိပဲသုံးစီရှင်တယ်ခင်ဗျ။ဘာကြောင့်လဲဆိုတော့ကျွန်တော်တို့100ထက်ကျော်သွားရင်ဖုန်းရဲ့ speaker ကျွန်တော်တို့နည်းနည်းလေးပြဿနာရှိနေတယ်ဗောနော်ကျွန်တော်တို့ပျက်စီးနိုင်တယ်ကြာဆိုတော့ကျွန်တော်မကောင်းဘူးဗောနော်ဆိုတော့ဒါကတော့နီးပညာအရာနဲ့ကျွန်တော်တင်ပေးတာဖြစ်ပါတယ်ဆိုတော့တကယ်ချင်းတို့စမ်းကြည့်ဗောနော်တကယ်ချင်းတို့ဖုန်းကအတန်တားတိုးနေဆိုတော့ဒီနီးလေးကသုံးဝင်မှာဖြစ်ပါတယ်တ
ငယ်ချင်းတော့ဒီထဲမှာရှိနေတဲ့အခုဒီမှာနော် percentage အများကြီးရှိနော်အဲ့ဒီထဲမှာကိုကြိုက်နှစ်သက်တဲ့ percentage ကိုရွေးချယ်ပြီးတော့အသုံးပြုပေါ့နော်ဒါပေမဲ့ခုနကျွန်တော်ပြောသလိုပေါ့အများဆုံးတော့ကျွန်တော်ကဒီ100% ထိပဲကျွန်တော်သုံးစေချင်ပါတယ်ဒါကတော့ဖုန်းအတန်တိုးတဲ့ငယ်ချင်းတွေအတွက်ကျွန်တော်ပြန်ပြီးမျှဝေပေးတာဖြစ်ပါတယ်အားလုံးပဲအဆင်ပြေကြပါစေ